chapter 2မှာဆိုလို့ရှိရင်အရင်ဦးဆုံးအနေနဲ့ subject pronouns ကိုပြပြပေးသွားမယ် subject pronouns မှာဘာတွေပါဝင်လဲဆိုတော့ first person အတွက်ရှိတယ် second person အတွက်ရှိတယ် third person အတွက်ရှိတယ် first person မှာဆိုလို့ရှိရင် I ရှိမယ် we ရှိမယ် second person မှာဆိုရင် you ရှိမယ် you all ဒါက plural form ပြီးတော့ရင် third person မှာဆိုလို့ရှိရင် he ရှိမယ် she ရှိမယ်သူရဲ့ plural form အနေနဲ့ဆိုလို့ရှိရင်တော့ they ရှိမယ်အဲ့တော့ I ကိုဘယ်လိုသုံးလဲဆိုတော့ you လို့သုံးတယ် you ကိုကြတော့ to အဲ့တော့ you to he ကိုကြတော့ l she ကိုကြတော့ aya အဲ့တော့ you to l aya you to l aya we ကိုကြတော့ nosotros လို့လည်းသုံးတယ် nosotras လို့လည်းသုံးတယ်အဲ့တော့ nosotros ကိုကြတော့ masculine form အနေနဲ့သုံးပြီးတော့ nosotras ကိုကြတော့ feminine form အနေနဲ့သုံးတယ်အဲ့တော့ nosotros ကိုဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်သူကwe ဆိုတော့တယောက်ထက်ပိုတဲ့ group ဖြစ်သွားပြီအဲ့ဒီ group မှာယောက်ျားလေးကြီးပဲပါတယ်ဆိုရင်သူကို masculine form အနေနဲ့ nosotros လို့သုံးတယ်အဲ့လိုမဟုတ်ဘဲနဲ့ယောက်ျားလေးနဲ့ main ကလေးရောနေတဲ့ group မှာဆိုလို့ရှိရင်လည်းသူကို masculine form အနေနဲ့ nosotros လို့သုံးတယ်nosotras ကိုကြတော့ feminine form ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ group မှာ main ကလေးကြီးပါဝင်နေတယ်ဆိုရင်သူကို nosotras သုံးတယ်အဲ့ဒီလိုပဲ you all ကိုကြတော့ vosotros နဲ့ vosotras လို့သုံးတယ် vosotros vosotras ကိုကြတော့ masculine form အနေနဲ့သုံးတယ် vosotras ကိုကြတော့ feminine form အနေနဲ့သုံးတယ်သူကလည်း nosotros ဆိုပဲပေါ့နော် masculine နဲ့ feminine ခွဲထားတယ်ပြီးသွားရင်l ရဲ့ plural form ဖြစ်တဲ့ they ကိုကြတော့ ellos လို့သုံးတယ် ellos aya ကိုကြတော့ ellas လို့သုံးတယ်အဲ့တော့ you to l aya nosotros nosotras vosotros vosotras ellos ellas နောက်ဆုံးတစ်ခုပြောပြမိမှာကကြတော့ usted ကသူ့ကိုဘယ်လိုဘာသာပြန်လဲဆိုတော့ you လို့ဘာသာပြန်တယ်အပေါ်က you နဲ့ဘာကွာလဲဆိုတော့အောက်က usted ဆိုတဲ့ you ကကြတော့ပို့ပြီးတော့ formal ဖြစ်တယ်သူကအခုမှစပြီးတွေးမယ်သူကချင်းပြောဆိုဆက်ဆံတဲ့အခါမှာသူက respect ရှိပြောတဲ့အခါမှာဆိုလို့ရှိရင်သူက usted လို့သုံးတယ်အပေါ်ကသူကြတော့ရင်းနှီးပြီးသားသူအချင်းပြောချင်တဲ့အခါမှာသုံးတယ်ပေါ့နော်ရင်းနှီးပြောတဲ့အခါမှာသုံးတယ်အဲ့တော့ usted ရဲ့ plural form ကြတော့ ustedesအဲ့တော့သူကို you all လို့ဘာသာပြန်တယ်အဲ့တော့ဒါကကြတော့ subject pronoun အနေနဲ့တည်ထားမယ့်စကားလုံးတွေ